ဒီဒုက္ခတွေကဘာလို့ငါ့ကိုပဲဖြစ်နေတာလဲငါပဲဘာလို့ဒီလိုခံစားနေရတာလဲတခြားလူတွေကြတော့ဘဝကောင်းကောင်းလေးနဲ့နေရတယ်ငါပဲဘာလို့ဒီလိုမျိုးဒုက္ခအမျိုးစုံခံစားနေရတာလဲဆိုပြီးတော့ကိုမေးခွန်းထုတ်ဘူးလားတကယ်တော့ကိုတယောက်တည်းခံစားနေရတာမဟုတ်ဘူးလူတိုင်းမှာဒုက္ခအမျိုးစုံရှိတယ်တယောက်နဲ့တယောက်မတူဘူးအဲ့တော့ကျွန်တော်တို့ကပျော်ရွှင်မှုအစစ်အမှန်ကိုရဖို့ဆိုတာတခြားလူတွေနဲ့နှိုင်းယှဉ်နေကြရမလို့တခြားလူတွေကဘဝကောင်းတယ်တွေပါလေကြည့်မနေနဲ့သူတို့ကလည်းအပေါ်ယံပဲဟုတ်တယ်သူများကိုကြည့်ရင်လူတွေကိုကြည့်ရင်အပေါ်ယံပဲမြင်ရတာသူတို့စိတ်အတွင်းထဲကိုမမြင်ရဘူးသူတို့စိတ်အတွင်းထဲမှာလည်းစိတ်ညစ်တဲ့ဆရာတွေအများကြီးရှိတယ်သူတို့အပေါ်ယံမှာဒါလနေတာသူတို့လူအထင်ကြီးအောင်တာနေနေတာသူတို့စိတ်ထဲမှာလည်းစိတ်ညစ်ဆရာတွေအများကြီးပဲဒုက္ခတွေအများကြီးပဲအဲ့တော့ကိုကလေသူများတွေကိုလိုက်ကြည့်နေကြရမလို့ကိုဒုက္ခကိုဖြေရှင်းရမှာအဲ့တော့ကိုဘဝမှာဘယ်ဒုက္ခရောက်နေလဲအဲ့ဒါကျွန်တော်ကခင်ဗျားတို့ရဲ့ဒုက္ခကိုကျွန်တော်ကမသိနိုင်အဲ့တော့ comment တွေမှန်ခဲ့လိုက်အဲ့ဒီဒုက္ခတွေအကြောင်းကိုကျွန်တော်ဖြေရှင်းပေးမယ်ဘယ်လိုဖြေရှင်းရလဲဆိုတော့နီလန်းတွေထုတ်ပေးမယ်နီလန်းပဲထုတ်ပေးလို့ရတာလေကိုဘာကိုပြောင်းလဲမှရမှာဟုတ်ပြီနော်အဲ့တော့ကိုဒုက္ခတယ်လို့စဉ်းစားလိုက်ရင်ကိုတနာတဲ့စိတ်ကြီးဖြစ်ပြီးတော့မှသူများကကောင်းနေတယ်ကိုကမကောင်းဘူးဆိုပြီးကိုတနာပြီးတော့ဘာမှလှုပ်ချင်စိတ်မရှိတော့ဘာမှလှုပ်ချင်စိတ်မရှိတော့မလှုပ်တော့ဘာမှမထူလာတော့ဘူး action ရှိမှအပြောင်းလဲရှိမှ change ဆိုတာ action ကနေလာတယ်နော်ကိုဘဝပြောင်းမှုဆိုတာကိုလှုပ်ရက်ပေါ်မှာမူတည်တယ် okay အဲ့တော့ကိုဘဝပြောင်းမှုကိုလှုပ်ရမယ်ဟုတ်ပြီနော်အဲ့တော့ profile လေးကို follow လုပ်ထားပြီးရင်မေကွန်းတွေစိုက်တလောက်မေးကျွန်တော်မေကွန်းရဲ့ဖြည့်ရှင်းချက်တွေထုတ်ပေးမယ်ဒီတိုင်းကျတော့ဘာပြဿနာလဲဆိုတာကိုကျွန်တော်ကမသိနိုင်သေးဘူးအဲ့ဒါကြောင့်ပြဿနာအကြောင်းရင်းအမှန်ကန်အပြည့်အစုံကို comment မှာမှတ်လိုက်ကျွန်တော်ဖြည့်ရှင်းပေးမယ် okay ဖြည့်ရှင်းတဲ့နည်းထုတ်ပေးမယ် peace out